Hello အားလုံးပဲမင်္ဂလာပါ Random Food Page ကရွှေဘူးဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ရွှေဘူးရဲ့လှုပ်ဝက်ချက်တစ်ခုပြောပြချင်ပါတယ်ရွှေဘူးကိုလူရမိရပေါ့နော်ဇမင်ရှီကအရန်မြန်နေဘာတွေသုံးလဲဘာတွေသုံးလဲရွှေဘူးအရှင်းမှာလည်းရွှေဘူးသုံးခဲ့တဲ့ hair care အကြောင်းတွေလည်းပြောပြခဲ့ရပေါ့နော်ဒါပေမဲ့ဒီတစ်ခုကကြတော့ရွှေဘူးတေချာလေးပြောပြချင်လို့အခုဒါတက်ပြောပြတာပေါ့နော်ဒါလေးကတော့တစ်စိတ်ကတော့ DFI လို့ခေါ်ပါတယ်ဒါတော့ made in USD ပါအဲ့တော့ဒီဟာရဲ့အာသာချက်ကဘာလဲဆိုရင်ရွှေဘူးကဒါခေါင်းမလျှော်ခင်မှာသုံးတယ်ပေါ့နော်တခါကြလို့ရှိရင် overnight အနေနဲ့သုံးတယ် wine ပေါ့နော်ဒီ custard wine တွေကများသောအားဖြင့်သူကအနက်နည်းနည်းရှိရွှေဘူးသိမကြိုက်ဘူးဒီလိုမျိုး custard wine နဲ့ black custard wine နဲ့မတူတဲ့အချက်လေးကိုပဲရွှေဘူးပြပြပေးမယ်ရိုး custard wine ကကြတော့သူက cold press ပေါ့နော်သူအပင်ကနေဒါရတဲ့ဟာကိုပဲ wine အနေနဲ့ပြန်ထုတ်တာအဲ့ဒီဟာတော့များသောအားဖြင့် skin care တို့ဒီလို medical product တွေမှာသုံးတာများတယ်ဒါပေမဲ့ဒီ black custard ကကြတော့လုံးဝ hair care မှာပဲသုံးတာများတယ်အဓိကဆိုရင်ဒီ African ဘက်ဒီမှာသုံးတယ်ပေါ့နော်ဒါကတော့လုံးဝ made in USA ရွှေဘူးတောက်လျှောက်သုံးတာရွှေဘူးစပင်းရှိမြန်နေတာပေါ့နော်အဲ့တော့ဒါကိုတောက်လျှောက်သုံးတာရွှေဘူးတဲ့အရန်သိတာရယ်နောက်တစ်ခုကောင်းတဲ့အချက်ဆိုလို့ရှိရင်တော့လုံးဝစပင်းကိုဘယ်လိုပြောမလဲအပြင်ဘက်ကနေလာတဲ့ဒီလိုမျိုးနေအောင်တန်းတို့စပင်ဆိုးတာဖြစ်ပေါ့နော်အဲ့လိုဟာကိုကြန့်ခံနိုင်အောင်ဘယ်လိုပြောမလဲ promote လုပ်ပေးရပြီးသွားလို့ရှိရင်စပင်ပါတဲ့သူတွေပေါ့နော်စပင်ပါတဲ့သူတွေကိုသူစပင်ကို thick ဖြစ်အောင် promote လုပ်ပေးရအဲ့နှစ်ချက်ပေါ့နောက်ပြီးလို့ရှိရင်စပင်ကိုဘောလုံးကဆင်းလေးဖြစ်ချင်တယ်ဆိုတဲ့သူဆိုလို့ရှိရင်စပင်ဆိုရင်ပွားတဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ဒါသုံးပြီးလျှော်လိုက်ရဆိုလို့ရှိရင်စပင်ကအဲ့လိုမျိုးဝိုးလေးဖြစ်နေရအဲ့ဒါကြိုက်တယ်ပြီးရင်လုံးဝအဖျားတွေဆိုလို့ရှိရင်လည်းစီမှာအဖျားအဲ့လိုမျိုးကြည့်ရဆိုတော့သိမရှိဘူးပေါ့နော်အဲ့တော့ရွှေဘူးရဲ့ဒါလှုပ်ဝက်ချက်တစ်ခုပေါ့သူကတော့ပြောမယ်ဆိုလို့ရှိရင်တော့ခေါင်းမလျှော်ခင်မှာသုံးရတဲ့ဟာမျိုးတစ်နာရီလောက်ကြိုပြီးတော့လိမ့်ထားလို့လည်းရတယ်တစ်ပတ်မှာ2ကြိမ်ပဲသုံးပေးပါဒါမှမဟုတ်လို့ရှိရင်လည်းသူကovernight အနေနဲ့လိမ့်ပြီးတော့ဒီလိုမျိုး cap ပေးဆောင်ပြီးတော့တညာလုံးမနေ့ကျမှခေါင်းလျှော်တာမျိုးပေါ့နော်အဲ့လိုလုပ်လို့ရတယ်အနက်လေးကအရန်ဘယ်လိုပြောမလဲရိုး wine တွေထည့်စားလို့ရှိရင်အနက်ကပြင်းတဲ့ထဲမပါဘူးအနက်မွေးလေးပဲပြီးသူ့ရဲ့ဟာကလိမ့်ပြီးတော့ရတယ်အရန် soft ဖြစ်တယ်အဲ့ဒါသူ့ရဲ့အားသာချက်ပဲစီးကတ်မသွားဘဲနဲ့သူကလုံးဝ soft ဖြစ်တဲ့ဘက်ကိုသွားတာပေါ့နော်အဲ့တော့ဒါရွှေဘူးရဲ့သပင်ရှည်တဲ့ထဲကလိုအပ်ချက်တစ်ခုဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်